ရှင်းနေမလေးဟာလေးကျင်ကန်းလုပ်ပြီးရေချိုးဖို့ပြင်နေစဉ်အိမ်ထဲမှာလူတစ်ယောက်ရှိနေတယ်လို့ခံစားလိုက်ရပါတယ်။ဘသူလဲ။ဘသူရှိနေတာလဲ။ဒါပေမဲ့ဘသူမှပြန်မထူးပါဘူး။သူမလည်းသတိထားပြီးလှေကားနားကိုကပ်ကြည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအနောက်ကနေလူမဲတစ်ယောက်ရုတ်တရက်ထွက်လာပြီးသူမကိုဖမ်းချုပ်လိုက်ပါတယ်။သူမလည်းအတင်းရုံးကန်ပြီးအချက်ပေးခလုတ်ကိုအမြန်နှိပ်လိုက်ပါတယ်။မကြခင်မှာပဲလုံခြုံရေးဝန်ထမ်းရောက်လာပြီးကျူးကျော်သူကိုနှိမ်နင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့ခင်ပွန်းဖြစ်သူရောက်လာတဲ့အခါဇနီးတဲ့ထက်ကုမ္ပဏီကလုံခြုံရေးတစ်တာကိုပဲပိုစိုးရိမ်နေပါတယ်။ဒီထဲမှာဘာတွေရှိနေလို့လဲကျွန်း။ဘာလို့ဒီလောက်တောင်စိုးရိမ်နေရတာလဲ။ဒါတွေကငါလုပ်ငန်းအတွက်အရန်ရေးကြီးတဲ့စာရွက်စာတမ်းတွေပါကယ်လီ။နောက်ဆုံးမှာတော့ကယ်လီဟာအမှန်တရားကိုသိသွားပါတယ်။သူမရဲ့ခင်ပွန်းဟာလျှို့ဝှက်ချက်တွေအများကြီးဖုံးကွယ်ထားတာပါ။အဲ့ဒီအချိန်မှာပဲရဲရာရှိတယောက်ရောက်လာပြီးလူသက်သမားကိုဖော်ထုတ်ဖို့